ခင်းတဲ့အညီဖြစ်ဖို့ generation Z vocabulary တွေလေ့လာကြည့်အောင်ပေါ့နော် CH ဒီ chat ကကြတော့သူကလူတစ်ယောက်ဒါမှမဟုတ်ရင်အဖွဲ့တစ်ဖွဲ့ကိုညွှန်းချင်တာမျိုးဖြစ်ပါတယ် so အဲ့တော့ဥပမာ guys what's up so အဲ့တော့ငါးကောင်လေးပေါ့နော်ဘာထူးသေးလဲ so အဲ့လိုပြောမယ်ဆို chat what's up အဲ့တော့အဲ့လိုပုံမျိုးသုံးလို့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့ eat ဖြစ်ပါတယ် she is eating ပေါ့နော်သူမစားနေရလို့ပြောလို့မရကျွန်တော် generation Z vocabulary မှာသူမစားနေရလို့မပြောပြောမှဆိုရင်သူမလုံနေတဲ့အရာကိုကျွန်တော်တို့အကောင်းဆုံးလုပ်နေရလို့ပြောမှဖြစ်ပါတယ် 8 ဆိုရင်ကျွန်တော်တို့စားခဲ့တယ်လို့မပြန်တော့ generation Z မှာဆိုဘယ်လိုပြန်မလဲဆိုတော့သူကအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုတဲ့သဘောမျိုးလေးပေါ့အဲ့ဒါကိုကျွန်တော်တို့ကအလွယ်ဘယ်လိုမျိုးသုံးလဲဆိုတော့ကဏ္ဍ8နဲ့သုံးလေးရှိပါတယ်ကြည့်ထားပါတော့ဥပမာ I8 ဒီ exam ပေါ့နော်ဒါဆိုရင်ငါကဆောင်းမှုပွဲကိုစားခဲ့တယ်လို့မပြန်တော့အဲ့ချိန်ကျတော့ငါဆောင်းမှုပွဲကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်ခဲ့တယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်ပေါ့နော် part 2မှာပြန်ပြီးတော့တွေ့ပါမယ် okay ဆိုတော့အားလုံးကြိုးရှိသွားမယ်လို့ယုံကြည်ပါတယ်